တမင်ကြီးတကောင်ဟာသူ့အသက်ဘေးကိုတော့ဂယုမဆိုင်ပဲကားလမ်းမအလေးကိုပြေးတယ်လို့ကားတစ်စီကိုအတင်းအဓမ္မတာစီနေပါတယ်သူဟာခေါင်းကိုတစ်ဆက်ဆက်နင်းပြနေပုံကတခုခုကိုအသေးအတန်အခုညီတောင်းနေတယ်လို့ပါပဲဒလောက်ကြီးမားတဲ့တတဝါကြီးကိုကားဆရာတွေကမကဲ့ခဲကြပါပဲတမင်ကြီးရဲ့မျက်လုံးတွေထဲမှာတော့စိုးရိမ်စိတ်နဲ့မျောလင်းချက်မဲ့နေတဲ့အရေးအယောင်တွေအပြည့်ဖြစ်နေချတယ်အဲ့ဒီအချိန်မှာပဲခရီးသွားလာတဲ့အမျိုးသားတဦးနဲ့သူ့မိသားစုကဒါကိုတတိထားမိသွားပါတယ်တမင်ကြီးဟာကားနားကိုအပြည့်အလွှာကတ်လာပြီးကားတွေကိုခေါင်းတိုးဝင်ကတောအုပ်ထဲကိုဦးတီးပြီးအော်ဟစ်အချက်ပြနေကြတယ်ဒရိဆန်တွေလမ်းပိတ်ရင်အကြောင်းတစ်ခုခုရှိတယ်ဆိုတဲ့အတိုင်းသူတို့မိသားစုလည်းတမင်ကြီးနောက်ကိုလိုက်သွားခဲ့ကြပါတယ်တောနက်ထဲကရေကန်တစ်ခုနားရောက်တဲ့အခါမှာတော့အားလုံးအံ့ဩတုန်လှုပ်သွားရပါတယ်အဲ့ဒီမှာနောက်ထပ်သမင်နှကောင်ဟာနှဆိုင်နဲ့ရွှက်ညော်နေထဲမှာနစ်နေတာကိုတွေးလိုက်ရလို့ပါပဲမိသားစုဝင်တွေဟာကားထဲမှာပါတဲ့ကျိုးတွေနဲ့သမင်ကြိုမှာပတ်ပြီးအစွမ်းကုန်ဆွဲတင်ပေးခဲ့ကြပါတယ်အားလုံးဝိုင်းဝန်းကြိုးစားမှုကြောင့်ပထမတစ်ကောင်ကိုတော့ကယ်တင်နိုင်ခဲ့ပါပြီဒုတိယတစ်ကောင်ကတော့ကိုယ်တည်းကအလွန်ကြီးမားတဲ့အပြင်ရွှက်ညွန့်ကလည်းကြစ်ကြစ်ပါအောင်ဆွဲထားတာကြောင့်လူအင်အားနဲ့မလုံလောက်ခဲ့ပါဘူးသမင်ကြီးဟာလည်းအားအင်တွေကုန်ခန်းနေပါပြီဒါနဲ့ပဲအဲ့ဒီအမျိုးသားဟာအနီးနားကရွာသားတွေကိုအကူအညီတောင်းခဲ့ရပါတယ်မကြာခင်မှာပဲရွာသားတွေရောက်လာပြီးတူညီသောအားနဲ့ဝိုင်းဝန်းဆွဲသွင်းပေးကြတာကြောင့်နောက်ဆုံးမှာတော့သမင်ကြီးကိုဘေးကင်းကင်းနဲ့ကယ်ထုတ်နိုင်ခဲ့ပါတယ်ထူးဆန်းသောဂျေဇုဆက်ချင်းဇလန်းကော်ဒီမာတင်ပြီးသွားပြီလို့ထင်ခဲ့ပေမဲ့နောက်တနေ့မနက်မှာတော့ထူးခြားတာတစ်ခုဖြစ်လာပါတယ်လမ်းမှာအကူအညီတောင်းခဲ့တဲ့သမင်ကြီးဟာထိုအမျိုးသားရဲ့အိမ်ရှိကိုရောက်လာပါတယ်သူဟာဘာကိုမှမစားမတော့ပဲအမျိုးသားကိုငြိမ်သက်စွာစိုက်ကြည့်နေပြီးနောက်ဆုံးမှာတော့သူ့ရဲ့သမင်ကြိုးကိုကိုယ်တိုင်ချိုးပြီးလက်ဆောင်အဖြစ်ထားရခဲ့ပါတယ်ဒါဟာသူတတ်နိုင်တဲ့အမြင့်မြတ်ဆုံးနီလန်းနဲ့ဂျေဇုတင်စကားပြောသွားတာပါအမျိုးသားဟာဒီတန်ဖိုးရှိတဲ့သမင်ကြိုးကိုလေချွန်ကိရိယာလီလုတ်ကအမှတ်တရအဖြစ်ချိတ်ဆွဲထားခဲ့ပါတယ်လာအနေငယ်အကြမှာတော့သမင်ကြီးဟာသူ့ရဲ့အပေါင်းအဖော်တွေနဲ့အတူထိုအိမ်ကိုတဖန်ပြန်ရောက်လာပြီးခြံထဲမှာလည်းအခြေချနေထိုင်ပါတော့တယ်သူတို့ဟာအမျိုးသားရဲ့ကလေးတွေကိုစောင့်ရှောက်ပေးရတော့တယ်မကပဲအမျိုးသားအလုပ်လုပ်တဲ့အခါမှာလည်းဘေးကနေအဖော်ပြူပေးနေပါတော့တယ်နေကုံအမှားစကားသမင်ဆိုတာစေးကားတွေကလက်လာပါနဲ့